လာနာတာချစ်နေတယ်ဒါပေမဲ့အခုဒေါင်းထောင်မှာကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ်နော်ဒေါင်းထောင်မှာ new driver နဲ့ဒေါင်းထောင်မှာဝင်သွားမှာဖြစ်ပါတယ်ဒီမှာရှိလို့ဒီအားနဲ့ကူညီပေးမှာဖြစ်ပါတယ်သူတို့ကားလမ်းပြင်နေတဲ့အချိန်မလို့လမ်းကဒီလိုမျိုးချင်းလေးထားတာဒီလိုမျိုးကိုယ်နေရမှာကျွန်တော်ကဒီအားနဲ့ကူညီပေးတာပေါ့နော်မှာကားလေးတင်လမ်းကျကားလာရင်ကโอเคခုဒေါင်းထောင်ဝင်တော့မှာဖြစ်ပါတယ်နော်ကျွန်တော်လူတစ်မလို့တော့မဆောင်နိုင်လို့အမြန်ဆုံးပြီးတာပေါ့နော်ဟိုကောင်ကရပါတယ်ကျွန်တော်လူတစ်ဆိုတော့ပြီးတော့ by the way ဒီမှာကPasco ဟိုစာ US မှာဆေးထုတ်လို့တဲ့ company ရဲ့ဟိုစာပေါ့နော်headquarter ဖြစ်ပါတယ် Eli Lilly Pharmacy ဆေးထုတ်လို့တဲ့ company ရဲ့headquarter ဖြစ်ပါတယ်အခုကဒေါင်းထောင်မှာဝင်ပါတယ်နော်ဒေါင်းထောင်စူပီမဲဒေါင်းထောင်ရဲ့ဘေးနာပေါ့နော်ဘေးနာတနေရာပေါ့နော်ဒီအလီကနေတော့ဖြစ်မှာမဟုတ်ဘူးသူကဘေးလေခုမြို့လာလို့ကနေဖြစ်တော့မှာဖြစ်ပါတယ်နော်စတင်ကောဖြည်းချမောင်းပြီးတော့ကျွန်တော်တို့ဒီမှာဝင်တော့မယ်ကား driver အတစ်နဲ့ဝင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုဒီမှာ brake ကူညီနိုင်လို့ဘာမှကြောက်စရာမရှိဘူးသူစတင်ကဖြည်းလေးမောင်းပြီးခဏနဆိုင်ခဏနရင်းမီဒီကကတဲ့လူကနက်မီဒီကသူစတင်ကောโอเคဒီအင်ဂျီတွေကဟောစဖြစ်တယ်နော်ဒီအာကစားကွင်းindoor အာကစားကွင်းဖြစ်ပါတယ် indoor ဆိုတာကအင်ထေကအာကစားလုပ်လို့ရတဲ့အာကစားကွင်းပေါ့နော်ဒီကောင်တကယ်ကြီးမားတယ်ဒီကောင်ဒီအင်ထေက break အင်ထေကအာကစားကွင်းဖြစ်ပါတယ်လို့နော်ဒီအဆောင်မင်းကလည်းဆဲဒီမှာတော့ဒီမှာအကြီးပဲဒီကောင်ကပါလဲဆိုရင်ဒီအင်တွင်းကဘောတော့ဘတ်စကတ်ဘောတော့မြူပေါ့နော်ဒီ indoor intake အာကစားကွင်းပေါ့နော်ပြီးတော့ဘောလုံးကွင်းကျတော့ intake ဘောလုံးကွင်းကျတော့ကျွန်တော်တို့ဘေးဖက်မှာရှိနေပါတယ်ပြီးတော့ဒီထပ်သွားရင်ကျွန်တော်တို့ဟိုစဘတ်စတေးရှင်းရောက်မှာဖြစ်ပါတယ်စတဲ့မောင်ကဒါဘာကြောင့် new driver နဲ့ကျွန်တော်တို့ AACC တွားနိုင်တာလဲဆိုရင်ကျွန်တော်ထပ်ပြပေးမယ်ဒီကနဲ့အကူအညီပေးနိုင်လို့ဖြစ်ပါတယ်ဒီကနဲ့ break out တဲ့အချိန်မှာကူညီပေးထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကကျွန်တော်ရဲ့ကားပေါ့နော် like tech ဆိုတာကျွန်တော်ဟာဖြစ်ပါတယ်ပေါ့နော် okay ဒီအကြောင်းအရာကိုနောက်မှပြချင်လို့ပါဒါတက်တည်ထောက်ထားနေတဲ့အရင်ဆုံးပြတာပေးထားတာဖြစ်ပါတယ် okay ရောင်းတော့မှာလို့ okay ကျွန်တော်ပြန်ပြတာပေးမယ်ပြီးတော့အခုကလမ်းတွေပြင်နေလို့ပေါ့နော်ဒီအညီရောင်လမ်းက bus ပဲတော့ရမယ်နော်ကျွန်တော်တို့ညဖက်ကအညီရောင်ဒီဖက်ကတော့ bus station Indiana bus station ဖြစ်ပါတယ်ဗောနော်လမ်းကတော်တော်လေးမြန်နေလို့ဒီအနီရောင်က bus ပဲတော်လို့ရပါတယ်ပြီးတော့ဒီ golden building အဝါဆွေရောင် building ကြီးကတော့ထောင်ဝင်ပေါက်ထပေါက်ဖြစ်ပါတယ်ဗောနော်ဒီအကုန်လုံးဒီ downtown ရဲ့မြေအောက်ကထောင်တွေဖြစ်ပါတယ်နော် prisoner တွေပဲထားတာဖြစ်ပါတယ်ဒီအောက်ကအကုန်လုံးဒီထောင်ဖြစ်ပါတယ်ဗောနော်ဒါကဒေါင်းထောင်ဒီတတရစဒူထမြောက်ဘေးနာကဗောနော်ဒေါင်းထောင်လမ်းကလေချမ်းမြေဆွေးဘေးဟိုဒေါင်းဆုံတတရစဒူထအစစ်လုံးမှာရှိတဲ့ဒီဘေးနာဗောနော်ပြီးတော့ဒီတီးတဲ့တိုင်းပဲဒီအနီရောင်ကဘတ်ပဲတော်လို့ရပါတယ်ပေါ့နော်ဘတ်မြပွက်လက်တက်ရှိတယ်ပြီးတော့
စာ social security ရုံးကိုပြန်လေပြတ်တာပေးမယ်နော်ဒီကောင်အခုမြင်နေရတဲ့ building ကြီးက social security ရုံး USA မှာဆိုရင်ဒီ social security ဆိုတာနံပါတ်ရှိတယ်မပုံတင်မဟုတ်ဘူးအဲ့ဒီနံပါတ်လောက်တဲ့ရုံးပေါ့နော်နိုင်ငံတိုင်းမှာမရှိဘူး social security ဆိုတာဒီရှားပါတဲ့နိုင်ငံမှာပဲရှိတယ်ပေါ့နော်ကျွန်တော်လည်း research မလုပ်ရဘူး social security ဘေးနိုင်ငံမှာရှိတယ်လေဆိုတော့တော့ထောင်တနေရပြီးတော့ကျွန်တော်တို့ပြတ်တောင်းမယ်နောက်ဆုံးအနေနဲ့ဘာကူပြောင်းမလဲဆိုရင်ကျွန်တော်တို့ citizen ဖြီးတဲ့အချိန်မှာဟောမှာအင်နီဒီစေနှစ်ထပ်လို့ရှိတယ်အမှcitizen ဖြီးထားတာဖြစ်ပါတယ် citizen ရုံးပေါ့နော်ငါပြပေးမယ်အဲ့မှာအထက်ဖူးလေးမြင်မှာဖြစ်ပါတယ်ခဏလေးအဲ့ဒီနေရာက citizen ဖြီးတဲ့ချိန်မှာ citizen ဖြီးတဲ့ရုံးဖြစ်ပါတယ်နော်ကျွန်တော်တို့ကဘေးကနေတွားတာဖြစ်ပါတယ်အမှ citizen zone ကဒီမှာအဲ့ဒီတိတ်ကြီးက citizen ရုံးဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့က one way ဖြစ်နေတယ်ဗောနော် downtown ကများဖြစ် one way ဆိုတော့ကျွန်တော်တို့အသွားပဲရှိတာဗောနော်ကျွန်တော်တို့ဘေးဖက်မှာဆိုအပြန်one way များပါတယ်ဗောနော်ဒါ one way ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်နေကျွန်တော်ပြသချင်တာကဒီ new driver တွေလည်းဒီလိုမျိုးရှိထားတယ်ဆိုလုံးဝအဆင်ပြေတယ်မိတ်ဆွေရဲ့မိတ်ဆွေတူငယ်ချင်းမောင်မယ်မိန်းမယောက်ျားတာသမီများကိုကားမောင်းတင်ပေးမယ်ဆိုရင်ဒီဟာရှိပူပြီးတော့အဆင်ပြေတယ်ဒီကောင်ကလုံးချုံငွေထွေးစွာဦးငင်နိုင်မဲ့အရာဖြစ်ပါတယ်ပေါ့နော် install လောက်တာလည်းအရန်လွယ်ကူပါတယ်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့နောက်မှပြန်လေပြတ်တာပြမှာဖြစ်ပါတယ်ဆိုတော့ခုကတော့ one way ကနေတွားနေတယ်မြို့အပြင်ဖက်ရောက်သွားပြီဒီလိုပါပဲ thank you for watching